မြတ်စွာဘုရားကရှေ့ကခေါင်းဆောင်ပြီးတော့ဆွမ်းခံကြွတယ်ရှင်ရာဟုလာကဖခမဲတော်ဘုရားကိုယ်တော်မြတ်ကြီးရဲ့နောက်ကနေပြီးတော့တပိတ်ကလေးပိုက်ပြီးတော့လိုက်တယ်နော်ဦးဇင်းတို့အရက်လိုပြောရင်တော့သားအဖပေါ့နော်ဒီမြတ်စွာဘုရားနဲ့ရှင်ရာဟုလာတာဝိထိမြို့တဲကိုဆွမ်းခံကြွတာအဲ့ဒါရှင်ရာဟုလာနောက်ကနေပြီးတော့ဘုရားကိုယ်တော်မြတ်ကြီးကိုကြည်တယ်။အော်ငါရဲ့ဖခမဲတော်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအင်မတန်တင့်တယ်တာပဲ။ရှင်ရှင်ကလည်းအင်မတန်တင့်တယ်တယ်။ကိလေသာကမရှိတာဆိုတော့ကြည်ညိုစရာလည်းအင်မတန်ကောင်းတယ်။အယောင်လေးကိုထွက်လို့အဲ့ဒါလိုဘုရားကိုကြည်ရင်းနဲ့သူ့ကိုယ်သူလည်းပြန်ပြီးတော့သုံးသက်ကြည့်တယ်။အော်ငါအစင်းကလည်းအင်မတန်တင့်တယ်တာပဲ။ရွှေလိုဝင်းနေတာဟုတ်လား။အဲ့ဒီမှာသူ့ရဲ့အတွေးတွေကဘယ်ဘက်ကိုလှည့်သွားလဲဆိုတော့ဘုရားရဲ့နောက်ကနေသပိတ်ပိုက်လိုက်ရင်းနဲ့အတွေးတွေတွေးနေတာနော်ရှင်ရဟုတ်လား။အော်တကယ်လို့ဂေဟတိတပေမတဏပေါ့လေသူဘလို့တွေးလဲဆိုတော့ဘုရားကိုယ်တော်မြတ်ကြီးကဘုရားမပြုတ်ဘဲနဲ့ဘုရားဖြစ်အောင်မကျင့်ဘဲနဲ့လူဘဝမှာနေရင်စัจ java ရိမင်းကြီးဖြစ်မှာအဲ့ဒါလို့ဆိုရင်ငါလည်းပဲစัจ java ရိမင်းဖခမဲတော်ကြီးကစัจ java ရိမင်းဆိုတော့ငါလည်းပဲအိမ်ရှင်မင်းဩရတသားကြီးဩရတအနေနဲ့အိမ်ရှင်မင်းသားကြီးဖြစ်ပြီးတော့ဩကြည်စံအင်မတန်တင့်တယ်မှာဟောသူစဉ်းစားနေတာနော်တရားနဲ့မလျော်တဲ့အတွေးတွေကိုတွေးမိသွားတာပေါ့ဟုတ်လားအဲ့ဒါလို့စဉ်းစားနေတာကိုမြတ်စွာဘုရားရှေ့ကနေသိတယ်ဩငါသားတော်လေးအင်မတန်တင့်တယ်တဲ့အရွယ်အင်မတန်သွေးသားတွေပြည့်စုံတဲ့အရွယ်ဘာတွေများစိတ်ကူးနေလဲမသိတော်တာတွေများစိတ်ကူးနေလားဆိုပြီးတော့ဘုရားကိုယ်တော်မြတ်ကြီးကကြည်တော့သိတယ်တိတော်မြတ်စွာဘုရားကမြင်တာပေါ့ဘယ်လောက်ထိမြင်လဲဆိုရင်ဟိုရေကြီးကြီးလေးထဲမှာငါးတွေသွားနေရင်မြင်တယ်လို့မျိုးရှင်ရဟုလာရဲ့စိတ်ကိုမြင်တယ်ဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကနောက်ကိုလှည့်တယ်ခေါင်းလေးတင်လှည့်ပြီးတော့မကြည့်ဘူးဗျဘုရားကိုယ်တော်မြတ်ရဲ့အယိုးတွေကဂွင်းဆက်ဆဲ့ထားတာဆိုတော့ဒီလိုလှည့်လို့မရဘူးလှည့်ခြင်းရဲ့တကိုယ်လုံးလှည့်ရတာချင်းမြောင်ကြီးတွေလှည့်တယ်လို့လှည့်ရတာတဲ့အဲ့ဒါနဲ့တကိုယ်လုံးနောက်ကိုပြန်လှည့်တယ်မြတ်စွာဘုရားကလှည့်ပြီးတော့ရှင်းသားရဟုလားအခုပြစ္ဆုတ်ပံမှာပဲဖြစ်စီအတိတ်မှာပဲဖြစ်စီအနာဂတ်မှာပဲဖြစ်စီအတိတ်အနာဂတ်ပြစ္ဆုတ်ပံနော်ပြီးတော့ဗဟိတအစ္ဆဒအတွင်းအပြင်ဩလာရိကဒုက္ခမအကျမ်းအနုဒူရတန္တိကအနီးအဝေးဟိနပဏိတအယုတ်အညံ့အမြတ်အဲ့ဒါလို့7မျိုးလောက်ကွဲနေတဲ့ယုတ်တရားကိုငါလို့မရှုနဲ့ငါဥစ္စာလို့မရှုနဲ့နော်ဒီယုတ်တရားတွေကိုငါဥစ္စာဆိုတဲ့အမှတ်တင်ညာကိုမပြုတ်လေနဲ့ယုတ်တရားတွေဟာမမြဲတဲ့သဘောဆင်းရဲတဲ့သဘောအနှစ်မရှိတဲ့သဘောတာဖြစ်တယ်ငါဥစ္စာဆိုတဲ့အမှတ်မထားလေနဲ့လို့မြတ်စွာဘုရားကအမိန့်ရှိတာအဲ့ဒီလိုအမိန့်ရှိတော့ရာဟုလာလန့်သွားငါကြမ်းနေတာကိုဘုရားသိလို့ဒီလိုပြောတာအဲ့ဒါနဲ့ရှင်ရာဟုလာကအကျင့်နေနဲ့ပတ်သက်ပြီးတော့အင်မတန်လိုလားတာဒါကြောင့်လည်းပဲရှင်ရာဟုလာဟာသိက္ခာကာမအကျင့်မြတ်တွေကိုအဆုံးအမတွေကိုလိုလားတဲ့နေရာမှာဣတတဲ့ရတာဗျအဲ့ဒါရှင်ရာဟုလာကဘာလျှောက်လဲဆိုတော့အရှင်ဘုရားတဲ့ရုပ်တရားကိုသာလည်းအဲ့ဒါလိုမှတ်ရမှာလားဖေရသူကရုပ်တရားတွေကိုကြည့်ပြီးတော့ตาရပြီးတော့အတွေးတွေချော်သွားလို့မြတ်စွာဘုရားကဆုံးမနေတာကိုဟုတ်လားအဲ့ဒီလိုမေးတော့မြတ်စွာဘုရားကจิตသားရဟုတ်လားဝေဒနာကိုလည်းအဲ့ဒါလိုမှတ်ရမယ်သင်ညာကိုလည်းအဲ့ဒါလိုမှတ်ရမယ်သင်္ခါရဝိညာဉ်တို့ကိုလည်းအဲ့ဒါလိုမှတ်ရမယ်လို့ခန္ဓာ၅ပါးပြည့်အောင်မြတ်စွာဘုရားကဟောတာဟုတ်လားရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ငါမဟုတ်ငါဥစ္စာမဟုတ်အကြောင်းကြောင့်ဖြစ်ပေါ်နေတဲ့အကျိုးတရားဓမ္မတတ်တတ်ပဲသဘောတရားတတ်တတ်ပဲအဲ့ဒါလိုမြတ်စွာဘုရားကအမိန့်ရှိတော့ရှင်ရာဟုလာကဘာတွေးလဲရက်နေတယ်ဘုရားကတော့ရှေ့ဆက်ကြသွားတယ်ရှင်ရာဟုလာလိုက်မသွားဘူးရက်ပြီးတော့တွေးနေတာဘာတွေးလဲဆိုတော့တတ်တော်ထင်ရှားမြတ်စွာဘုရားရဲ့ရှေ့မှာတတ်တော်ထင်ရှားမြတ်စွာဘုရားကိုယ်တိုင်ကမျက်မှောက်ထင်ထင်ဆုံးမတယ်ဆိုတာရနိုင်ခဲ့ပြီချင်းကဘာအသင်ချေကြတော်လည်းပဲအသက်ရှိမြတ်စွာဘုရားကမျက်ဝါးထင်ထင်ကိုယ့်ကိုချစ်တဲ့ကထားပြီးတော့ဆုံးမတယ်ဆိုတာရနိုင်ခဲ့ပြီချင်းငါအခုကိုမြတ်စွာဘုရားကငါ့ကိုအဲ့လိုဆုံးမတာတကယ်ဆိုရင်ငါတွေးတာတွေကိုသိလို့တခိုးကိုလူမိတယ်လို့မျိုးနော်လက်တွေ့ကြကြမြတ်စွာဘုရားကငါ့ကိုအမိန့်ရှိတာတကယ်လည်းပဲမြတ်စွာဘုရားကလက်တွေ့ကြကြအမိန့်ရှိတာနော်
မြတ်စွာဘုရားကမဆုံးမသေးခင်မှာဘလို့လေးတွေးလဲဆိုတော့ဩချစ်သားရဟုတ်လားမသိတော်တဲ့အတွေးကိုတွေးနေတာဒီအတွေးတွေကြီးထွားလာရင်ဒုက္ခတွေများတော့မှာပဲဟုတ်လားဒီအတွေးတွေကိုငါတွေးခွင့်ပြုလို့မတော်ဘူးဆိုပြီးတော့ကျမ်းဂန်တွေကတော့တိတ်ကောင်းတဲ့ဥပမာလေးနဲ့ပြောတယ်ဗျရတနာတွေအပြည့်တင်ထားတဲ့လှေကြီးတစ်စင်းနဲ့ရေထဲမှာခရီးသွားနေတာဒါပေမဲ့အဲ့ဒီလှေကြီးကပေါက်နေတယ်တဲ့ရေချောင်းမှာခရီးသွားတယ်အဲ့ဒါကိုသိတဲ့ပိုင်ရှင်ဟာဒီရေထဲမှာသွားနေတဲ့လှေကြီးပေါက်နေတာကိုခဏကလေးတောင်လေးလျူရှုတဲ့သဘောရှိပါမလားမြင်မြင်ချင်းတန့်ပြီးတော့မလုပ်မှလဲပိတ်မှာပဲဆို့မှာပဲဖာမှာပဲရေမဝင်အောင်လုပ်မှာပဲဟုတ်လားအဲ့ဒါနဲ့ဥပမာပေးတာဗျအခုလည်းပဲရှင်ရဟုလာဒီဟုသောခန္ဓာကိုယ်ကြီးပေါ်မှာတင်ထားတဲ့သူတော်ကောင်းတရားဒီဟုသောယတနာတွေတန်တရားဒီဟုသောရေလမ်းမှာသွားနေတာဟုတ်လားအခုအတွေးတွေနဲ့ပေါက်နေပြီဟုတ်လားမကောင်းတဲ့အတွေးတွေနဲ့ဗာလဲပေါက်နေပြီကိလေသာဒီဟုသောရေတွေဝင်တော့မယ်နော်ဝင်လို့ရှိရင်လှေကြီးနစ်မယ်လှေကြီးနစ်ရင်ယတနာတွေပါဆုံးမယ်အဲ့ဒါကိုမြတ်စွာဘုရားကတခဏလေးတောင်လေးလျူမရှိဘူးသူအခုမကောင်းတာတွေးနေတယ်အဲ့ဒီအတွေးကိုတိတိချင်းချက်ချင်းနောက်လှည့်ပြီးတော့သတိမပေးဘူးလားသတိပေးတာဟုတ်လားအဲ့ဒါကိုရှင်ရဟုလာကလည်းပဲဖရာသားတော်ပြီးပြီဩဒီကနေ့ဖရာရဲ့အဆုံးအမကိုရတဲ့ငါလိုလူဟာရှေ့ဆက်ပြီးတော့ဘာလို့ဆုံးခံသွားနေမှလဲကြောင်းပြန်ပြီးတော့တရားနှလုံးကျင့်သုံးမယ်တဲ့ဆုံးမလိုက်ဘူးဗျနော်မလိုက်ဖဲနဲ့ကြောင်းပြန်ကြွသွားပြီးတော့တစ်ပင်ရိပ်တစ်ခုမှာခန္ဓာကိုယ်ကိုထက်ဝက်ဖွဲ့ခွေထိုင်ပြီးတော့ခန္ဓာကိုယ်ကိုစန့်စန့်ကလေး18နှစ်သားနော်အဲ့ဒါလိုထိုင်ပြီးတော့တရားအားထုတ်အဲ့ဒါလိုတရားနှလုံးကျင့်သုံးနေတဲ့အချိန်မှာဟိုးရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကဆွမ်းခံကြွမယ်ဆိုပြီးတော့သူတရင်သုံးတဲ့ကြောင်းလေးကနေပြီးတော့အဲ့ဒီကြောင်းဝင်းကြီးကိုဖြတ်ပြီးတော့အလားရှင်သာရိပုတ္တရာဆိုတာဆွမ်းခံကြွရင်သူကနောက်ကျတယ်ဘာလို့လဲဆိုတော့ကျောင်းတွေမှာမသိတော်တာတွေဘာတွေသင်္ကန်းတွေဘာတွေပို့ရဖာရမြင်လို့ရှင်သိမ့်နေဆဲတယ်အဲ့ဒါလိုမျိုးရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကသိပြီးတော့တန်ဃာတော်တွေကိုစီစနစ်ရှိစေချင်တာကိုဗျဟုတ်လားအဲ့ဒီတော့အဲ့ဒါလိုလုပ်နေရတာနဲ့ရှင်သာရိပုတ္တရာကနောက်ကျတော့ဆုံးကထွက်လာတော့ရှင်ရဟုလာကျောင်းဝင်းတွေကတစ်ပင်တစ်ပင်အောက်မှာအဲ့ဒါလိုတရင်သုံးနေတာတရားနှလုံးကျင့်သုံးနေတာကိုမြင်တော့ခန္ဓာကိုယ်ကလည်းစန့်စန့်ညံ့ညံ့မျက်လွှာချပြီးတော့နေတာမြင်တော့ရှင်သာရိပုတ္တရာကသူ့တပည့်နော်အဲ့ဒါသူကဥပိ္ပဇေဆရာဘာအမိန့်ရှိလဲဆိုတော့ရာဟုလာအာနာပါနကမ္မထံကိုပွားများလေအာနာပါနကမ္မထံသည်အင်မတန်ကြီးကျယ်ဖွံ့ဖြိုးတဲ့အကျိုးပေးရှိတယ်လို့ဒါလေးပြောသွားတာဘာလို့ပြောလဲဆိုတော့အာနာပါနကမ္မထံအာထုတ်တဲ့ခန္ဓာကိုယ်ပုံတရံနဲ့တိတ်ပြီးတော့လိုက်ဖက်နေလို့သူကထက်ဝက်ဖွဲ့ခွေထိုင်ပြီးတော့ခန္ဓာကိုယ်ကိုစန့်စန့်လေးထားတော့အာနာပါနအာထုတ်เสียတိတ်ကောင်းတဲ့ပုံတရံဖြစ်သွားတာဣရိယာပုတ်ကလေးကအဲ့ဒါကြောင့်အဲ့ဒီစကားကိုအမိန့်ရှိကိုတော်မြတ်ကြီးကအဲ့ဒါလိုအမိန့်ရှိပြီးတော့ဆက်ကြွသွားအဲ့ဒါရှင်ရဟုလာတရားအားထုတ်ပြီးတော့နေတာအဲ့ဒါဆွန်းစားခြင်းကြတော့လည်းမထဘူးဘယ်သူမှလည်းဆွန်းလာပြီးတော့မကပ်ဘူးမြတ်စွာဘုရားကလည်းဟာငါသားတော်လေးတရားနှလုံးကျင့်သုံးဖို့ကြောင်းတော်ပြန်ကြွသွားတာငါဆွန်းပူခံလာပြီးတော့ဆွန်းကြွေးအောင်မယ်လို့မရှိဘူးဒီနေ့တော့ငါသားတော်ကာယကတတတိဒီဟုသောအမြိုက်ဘောဇဉ်ကိုစားသုံးပါစီအောင်တဲ့ဟောအဲ့လိုစဉ်းစားတယ်ဗျာရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကလည်းကြည်စမ်းငါရဲ့တပည့်ကလေးငါဆွမ်းယူခဲ့ဦးမယ်လို့အဲ့ဒါလို့မရှိဘူးနော်ဘယ်တကာတကမကိုမှလည်းမပြောဘူးနော်သူတို့လည်းယူမလာဘူးဟုတ်လားရင်းနှီးတဲ့တကာတကမကိုလည်းမပြောဘူးအဲ့ဒါလို့ဆွမ်းလဲလာမပို့ဘူးဆွမ်းလဲယူမလာဘူးအဲ့ဒါကိုလည်းပဲရှင်ရဟုလာကကြည်စမ်းငါဖခမဲတော်ကြီးရက်ဆက်လိုက်တာဟုတ်လားငါရဲ့ဥပိ္ပဇေဆရာရက်ဆက်လိုက်တာဆွမ်းကလေးတောင်ယူမလာဘူးလို့ရှင်ရဟုလာကလည်းအဲ့ဒါလို့လေးတစ်ချက်ကလေးမှမတွေ့ဘူးသူလည်းသူ့လုပ်เสียရှိတာဆက်လုပ်နေတာအဲ့ဒီနေ့တနေ့ကုန်ဆွန်းတစည်းမှမစားရဘူးအော်တရားကောင်းတယ်နော်ဒါပေမဲ့လုံးဝအိမ်နေမပြတ်ဘူးအဲ့ဒီသူအာထုတ်နှလုံးသွင်းနေတဲ့ကမ္မထန်တရားရဲ့ပီတိနဲ့နေတာပဲအဲ့ဒီတနေ့ကုန်ရှင်ရဟုလားဆိုတာအဲ့ဒါလိုကြည်ညိုစရာကောင်းတာ